ခုပြောမယ့်အကြောင်းအရာကမူလတန်းဆင့်အလယ်တန်းဆင့်သင်ချာမှာပါတဲ့အပိုင်းကိန်းများအကြောင်းကိုအခြေခံလေးတွေရအောင်သိရအောင်လိုတဲ့သူတွေအတွက်ပြန်ပြောခြင်းဖြစ်ပါတယ် fractions အပိုင်းကိန်းများဒီအပိုင်းကိန်းများအကြောင်းကိုခုလေ့လာပြီးနောက်ဆက်ပြောမှာကဆက်တွက်သွားမှာကတော့ပြည်တွင်းသင်ယူကျောင်းသုံးဖတ်စာအုပ်နဲ့ Casco စင်ကာပူ Maths စာအုပ်များမှာပါတဲ့ပုံစံတွေကိုဆက်လက်ပြီးတော့မှတွက်ပြရှင်းပြတော့မှာဖြစ်ပါတယ်အဲ့တော့အပိုင်းကိန်းအကြောင်းအခြေခံသိထားတဲ့နာလေးတွေကတော့ types of fractions အပိုင်းကိန်းအမျိုးအစားများအပိုင်းကိန်းအမျိုးအစားတွေကအပိုင်းကိန်းစစ် proper fraction အပိုင်းကိန်းရောင်အပိုင်းကိန်းတု improper fraction အပိုင်းကိန်းရော mixed number ဆိုပြီးတော့မှအဲ့လိုအပိုင်းကိန်းကို၃မျိုးခွဲထားပါတယ်အပိုင်းကိန်းစစ်အပိုင်းကိန်းရောင်အပိုင်းကိန်းရောအပိုင်းကိန်းဆိုတာကတော့ဒါအမြဲတမ်းသူပတ်ဝန်းကျင်မှာတွေ့နေရမယ့်နော်အချက်လက်လေးတွေပါပဲဥပမာအပြင်မုံတစ်ခုကိုဒီကို၃ယောက်ခွဲစားမယ်အဲဒီမုံကို၃ပိုင်းအညီမျှပိုင်းမလားလက်တဲ့တယ်လို့ဘယ်လိုပိုင်းမလဲပိုင်းလိုက်တာနဲ့ဒါအပိုင်းကိန်းဆိုတာသဘောတရားပေါ်လာပြီးသားပေါ့အတိတစ်လုံးရှိတယ်တန်တီတစ်လုံးနှစ်ယောက်ခွဲစားခြင်းနဲ့နှစ်ပိုင်းပိုင်းမယ်၄ယောက်ခွဲစားခြင်းနဲ့၄ပိုင်းပိုင်းမယ်ပေါ့စသဖြင့်အဲလိုပိုင်းလိုက်တဲ့အခါမှာအပိုင်းကိန်းကိုဘယ်လိုရေးကြသလဲမုံတစ်ခုရှိတယ်၃ပိုင်းပိုင်းရင်အဲ့ဒီပိုင်းလိုက်တဲ့စုစုပေါင်း total pass ကပိုင်းကြီးတစ်ပိုင်းစီပေးလိုက်မယ်ဆိုရင်ပေးလိုက်တဲ့အပိုင်းကပိုင်းဝေနော်အဲ့လိုသတ်မှတ်ပါတယ်အဲ့တော့အပိုင်းကိန်းနဲ့ပတ်သက်တဲ့အခေါ်အဝေါ်လေးတွေပိုင်းဝေပိုင်းကြီးဆိုတာလေးတွေလည်းပဲအင်္ဂလိပ်လိုလည်းသိနိုင်အောင်ပြောထားပါမယ်ပိုင်းဝေအပိုင်းကြီးရဲ့အပေါ်မှာရှိတဲ့ခဏလေးကိန်းကလေး numerator ပိုင်းကြီး denominator ပိုင်းကြီး denominator အဲ့လိုခေါ်ပါတယ်အဲ့တော့အပိုင်းကိန်းတစ်ခုဖြစ်လာဖို့အတွက်ဘာကိုပိုင်းမလဲဟော1တစ်ကိုပိုင်းလိုက်1ကိုနော်ဘူလာကမပိုင်းခင်မှာအဲ့ဒီအပိုင်းကလေးကမပိုင်းခင်မှာဘယ်လောက်ရှိလဲမပိုင်းခင်မှာအဲ့ဒီမပိုင်းမဲ့ပစ္စည်းလေးရဲ့ပမာဏတန်ဖိုးကိုသူကဘယ်လောက်ပဲကြည့်ဘယ်လောက်ပဲငယ်အဝိုင်းနဲ့ပတ်သက်ပြီးဝိုင်းလေးကိုလေ့လာမယ်ဆိုရင်မဟုတ်အဝိုင်းကလေးကိုခွဲမယ်ဆိုရင်အဲ့ဒီအဝိုင်းကလေးကဘယ်လောက်ကြီးဘယ်လောက်သေးသူ့ရဲ့တန်ဖိုးဟာတစ်နော်1လို့ခေါ်ပါတယ်ကြီးတာငယ်တာနဲ့မဆိုင်ဘူး4000ကလေးကိုခွဲကျင်တာဟော4000ကလေးကိုခွဲကျင်တယ်ဆိုရင်လည်းပဲမခွဲမီက4000ကလေးဟောဒါလေးက1ဒါလေးက1ပါပဲ4000နေအဝိုင်းနေမှရတာလားကြံတဲ့ဟာတွေကရောမရဘူးလားရပါ3မြောက်နော်ဒါဆိုရင်တော့ဟလာထပ်တရားတို့ပီဇာတို့လာမုံတို့နံပြားတို့စသဖြင့်ဒါဆိုရင်တော့ချောကလက်တို့ဟလာဝေဖာမုံနေပါလေပေါ့ဒါဆိုရင်တော့3000ပုံမုံမျိုးကတော့စမူစာပေါ့ဟလာစသဖြင့်ဒီလိုအနေထားလေးကနေပြီးတော့မှပိုင်းမယ်ဆိုရင်နော်မပိုင်းမီအခြေအနေဟာကြီးတာသေးတာနဲ့မဆိုင်ဘူးသူကတစ်ပဲနော်ဒါလေးကတစ်ပဲ1ကောင်းပြီအဲ့ဒီ1လေးကိုအခြေအနေရနှစ်ပိုင်းပိုင်းလိုက်မယ်ဆိုရင်ဒါလေးက total pass ပေါ့နော်ပိုင်းလိုက်တဲ့စုစုပေါင်းအပိုင်းက2အဲ့ဒီစုစုပေါင်းအပိုင်းကလေးကိုပိုင်းကြီး denominator အဲ့ဒီနေရာမှာရေးတာပဲနော်ဒါအပိုင်းကိန်းရေးဖို့ရေးနည်းက
ကောင်းပြီပိုင်းဝေကဘာလို့ရေးမှာလဲအဲ့ဒီပိုင်းလိုက်တဲ့အပိုင်းစုစုပေါင်းတွေကဘယ်နှပိုင်းကိုခွဲဝေရေတွက်ပေးလိုက်ပါလဲတစ်ပိုင်းစီပေးလိုက်မယ်ဆိုရင်ဒါလေးကပေးလိုက်မယ်အပိုင်းကပမာဏပေးလိုက်မယ်အပိုင်းကိန်းကနှစ်ပိုင်းတစ်ပိုင်းပေါ့ဟောအဲ့ဒါလေးအပိုင်းကိန်းရဲ့သဘောတရားကဒါပါပဲเนาะဒီလိုလေးပြီးဖို့ပါပဲ၄တောင်းကနေခွဲမယ်နှစ်ပိုင်းတစ်ပိုင်းဒီလိုလေးပါပဲเนาะနှစ်ပိုင်းတစ်ပိုင်းလေးဒါလေးကတိတ်ကနေပြီးတော့မှနှစ်ပိုင်းအညီမျှပိုင်းလိုက်တယ် total pass ကနှစ်အပိုင်းကိန်းတွေရေးမယ်ဆိုတော့အပိုင်းကိန်းကလေးလိမ္မော်ရောင်အပိုင်းလေးကိုပေးလိုက်မှာခွဲဝေပေးလိုက်မှာဆိုရင်သူရယူသွားမဲ့ပမာဏကအပိုင်းကိန်းနဲ့ပြောရင်နှစ်ပိုင်းတစ်ပိုင်းပိုင်းကြီးပိုင်းဝေပိုင်းကြီးဒီလိုအခေါ်လေးပါစောစောက3000ကလေးဒါလည်း1အဲ့ဒီ1ကလေးကိုနှစ်ပိုင်းပိုင်းလိုက်မယ်အဖြူရောင်ပိုင်းလေးနဲ့အပြာရောင်အပိုင်းကလေးနဲ့တစ်ပိုင်းစီဟာနော်တောင်ပိုင်းကိန်းနဲ့ပြောရင်အဖြူရောင်ကလေးကလည်းနှစ်ပိုင်းတစ်ပိုင်းပဲအပြာရောင်ကလေးကလည်းနှစ်ပိုင်းတစ်ပိုင်းပါပဲနော်ဒါကအပိုင်းကိန်းရဲ့သဘောကောင်းပြီအဲ့ဒီအပိုင်းကိန်းလေးတွေကိုမှနှစ်ပိုင်းတစ်ပိုင်းပဲရှိတာလားသုံးပိုင်းပိုင်းရင်သုံးပိုင်းတစ်ပိုင်းပေါ့တစ်ပိုင်းစီကသုံးပိုင်းပိုင်းနဲ့အပြာရောင်လေးတစ်ပိုင်းအဖြူရောင်လေးကနှစ်ပိုင်းစုစုပေါင်းဒီအဝိုင်းလေးကအတူတူပဲသူ့ကိုသုံးပိုင်းပိုင်းနာတာတစ်ကိုသုံးပိုင်းပိုင်းလိုက်တာတစ်ပိုင်းစီကသုံးပိုင်းတစ်ပိုင်းဒီအဖြူလေးကလည်းသုံးပိုင်းတစ်ပိုင်းဒီအဖြူလေးကလည်းသုံးပိုင်းတစ်ပိုင်းအဖြူရောင်နှစ်ခွက်လုံးကိုပြောရင်သုံးပိုင်းနှစ်ပိုင်းတစ်ခွက်တည်းအဖြူရောင်လေးတစ်ခွက်တည်းအပြာရောင်လေးတစ်ခွက်တည်းဆိုရင်သုံးပိုင်းတစ်ပိုင်းလေးပိုင်းပိုင်းလေးရပါလေနော်လေးပိုင်းပိုင်းနေတယ်လေးပိုင်းပိုင်းနေလေးပိုင်းတစ်ပိုင်းဒါလေးကနော်တစ်ခွက်စီကလေးပိုင်းတစ်ပိုင်းတစ်ခွက်စီကလေးပိုင်းတစ်ပိုင်းနော်ဒီလိုလေးပါဒီလိုဆိုရင်လေးပိုင်းသုံးပိုင်းဒီတစ်ကိုနော်လေးပိုင်းပိုင်းထဲတွေကသုံးပိုင်းယူထားလိုက်တာဒီတစ်ခုပဲယူထားရင်လေးပိုင်းတစ်ပိုင်းဒါဆိုရင်လေးပိုင်းသုံးပိုင်းဒါဆိုရင်လေးပိုင်းနှစ်ပိုင်းနော်ဒီလိုလေးသိရမှာပါလေးပိုင်းနှစ်ပိုင်းဆိုတာဒါလေးပိုင်းတွေကနှစ်ပိုင်းဒါကိုကြည့်ရင်1 2 3 4လေးပိုင်းတွေကနှစ်ပိုင်းအဲ့ဒီလေးပိုင်းနှစ်ပိုင်းဒီကနှစ်ပိုင်းတစ်ပိုင်းနဲ့အတူတူပါပဲလို့နောက်ပိုင်းမှာသိရမှာလေးပိုင်းနှစ်ပိုင်းဆိုတာနှစ်ပိုင်းတစ်ပိုင်းနဲ့အတူတူပါပဲနော်ကဲအဲ့တော့အပိုင်းကိန်းကြောင်းပြန်သွားရအောင်အပိုင်းကိန်းစစ်ဆိုတာပါလေပိုင်းကိန်းစစ် proper fraction ပိုင်းဝေကပိုင်းကြီးထက်ငယ်မယ်ဒီမှာအပိုင်းကိန်းစစ်ပိုင်းဝေကပိုင်းကြီးထက်ငယ်မယ်ဒါဆိုရင်အဲ့ဒီအပိုင်းကိန်းရဲ့တန်ဖိုးဟာတစ်ထက်ငယ်ရမယ်တဲ့ဒီလိမ္မော်ရောင်လေးကိုကြည့်တစ်ချမ်းပဲရှိတယ်အဲ့ဒါနှစ်ပိုင်းတစ်ပိုင်းနောက်ပိုင်းဝေကငယ်တယ်ပိုင်းကြီးကကြီးတယ်ဆိုတော့ဒါကအပိုင်းကိန်းစစ်အဲ့ဒီအပိုင်းကြီးရဲ့တန်ဖိုးကိုတစ်နဲ့ရှင်လိုက်ရအောင်ဒီချမ်းလေးကိုဒီတစ်ခုလုံးနဲ့ရှင်လိုက်ရင်သူကငယ်တယ်ဒါကြောင့်အပိုင်းကိန်းစစ်ဒီ is now the value of a proper fraction the value of a proper fraction အပိုင်းကိန်းစစ်တစ်ခုရဲ့တန်ဖိုးဒီ is always အမြဲတမ်းပဲ less than 1တစ်ထက်ငယ်ပါတယ် the value of a proper fraction is always less than 1အပိုင်းကိန်းစစ်တစ်ခုရဲ့တန်ဖိုးဒီအမြဲတမ်းတစ်ထက်ငယ်ပါတယ်နော်အပိုင်းကိန်းစစ်ရဲ့ပိုင်းဝေး numerator ကလည်းပဲ is less than denominator the denominator အပိုင်းကြီးထက်ငယ်ပါတယ်ဒါလေးသိဖို့နော်အပိုင်းကိန်းရောင်ကိုသွားမယ်
အပိုင်းကိန်းရောင်အပိုင်းကိန်းအတုရောင်ဆိုတာရောင်ဟောအယောင်ဆောင်ပေါ့ရောင်အယောင်ဆောင်ဟောတုတာပေါ့ဟောအပိုင်းကိန်းအယောင်အတုဘယ်လိုအမျိုးလဲပိုင်းချိန်နဲ့ပိုင်းဝေနဲ့ညီသွားတာမျိုးဟောဥပမာ3ပိုင်း3ပိုင်း5ပိုင်း5ပိုင်း4ပိုင်း4ပိုင်းစသည်ဖြင့်နော်ပိုင်းဝေနဲ့ပိုင်းချိန်နဲ့ညီသွားရင်အဲ့ဒါအပိုင်းကိန်းရောင်ပိုင်းဝေနဲ့ပိုင်းချိန်နဲ့ညီသွားပြီဆိုတော့သူ့ရဲ့တန်ဖိုးကဘာဖြစ်သွားမလဲညီသွားပြီနော်ညီသွားပြီဆိုတော့အဲ့ဒီအပိုင်းကိန်းက2ပိုင်းဆိုပါစို့နော်2ပိုင်းဒီမှာ2ပိုင်းပဲပိုင်းတာလေအဲ့ဒီတဲက2ပိုင်းတစ်ပိုင်းကဒီတစ်ကွက်2ပိုင်းတစ်ပိုင်းဆိုတော့2ကွက်လုံးဆိုတော့2ကွက်လုံးရဲ့ပမာဏကြီးဒီက1နဲ့သွားပြီးတော့တူနေပြီ2ကွက်လုံးကိုပေါင်းလိုက်ရင်ဒီက1ရဲ့တန်ဖိုးနဲ့တူသွားပြီဒါကြောင့်2ပိုင်း3ပိုင်း5ပိုင်း6ပိုင်း6ပိုင်းအဲ့ဒီလိုပိုင်းဝင်တဲ့ပိုင်းကြီးတူရင်အဲ့ဒီအပိုင်းကြီးကြီး1နဲ့တူသွားပြီတဲ့ဒါကြောင့်ပိုင်းဝင်တဲ့ပိုင်းကြီးတူတဲ့အချိန်မှာအပိုင်းကိန်းရောင်ပြီးညီမျှချင်းနော်ညီမျှသွားပြီအပေါ်က greater than လည်းမယူသေးဘူး1နဲ့ညီသွားပြီအပိုင်းကိန်းရောင်ရဲ့တန်ဖိုးက1နဲ့ညီသွားပြီဘယ်ခါလဲပိုင်းဝင်တဲ့ပိုင်းကြီးညီရင်နောက်တစ်ချက်အပိုင်းကိန်းရောင်ကဘယ်အခါမှာလဲပိုင်းဝေကပိုင်းကြီးထက်ကြီးသွားပြီဒီမှာညီနေတာအခုကပိုင်းဝေကကြီးသွားတာဆိုတော့4 over 3 6 over 5ကြီးသွားပြီမူလထက်ကြီးသွားပြီဆိုမှမူလရှိတာက1ထက်ကြီးသွားပြီတော့เนาะဒါကြောင့်ပိုင်းဝေကပိုင်းကြီးထက်ကြီးနေတဲ့အခြေအနေမှာအပိုင်းကိန်းရောင်တစ်ခုရဲ့တန်ဖိုးသည် greater than 1เนาะ1ထက်ကြီးမယ်အဲ့တော့အပိုင်းကိန်းရောင်ဆိုတော့ဘယ်ဟာလဲပိုင်းဝေကပိုင်းကြီးနဲ့ညီတယ်သို့မဟုတ်ပိုင်းဝေကပိုင်းကြီးထက်ကြီးတယ်ဆိုရင်ဒီတစ်ချက်တည်းကတစ်ခုခုနဲ့ညီရင်အဲ့ဒါအပိုင်းကိန်းရောင်ဖြစ်တယ်အပိုင်းကိန်းရောင်တစ်ခုဤတန်ဖိုးသည် the value of an improper fraction the value of an improper fraction အပိုင်းကိန်းရောင်တစ်ခုဤတန်ဖိုးသည် is ဖြစ်မယ် less than or equal to or greater greater than 1 equal to လည်းဖြစ်နိုင်တယ်1နဲ့လည်းညီနိုင်တယ် greater than 1 1ထက်လည်းကြီးနိုင်တယ် the value of an improper fraction is equal to or greater than 1 1နဲ့လည်းညီနိုင်တယ်1ထက်လည်းကြီးနိုင်တယ်เนาะဘယ်လိုပါမျိုးလဲ4 over 3 6 over 5 စသည်ဖြင့်4 divided by 3 6 divided by 5 over နဲ့လည်းပတ်ကြတယ် divided by နဲ့လည်းပတ်ကြပါတယ်နောက်တစ်ခုကကိန်းရောများ mixed numbers ရောနေဘာရောနေတယ်เนาะအပြည့်ကိန်းဆိုတာလေးကိုပြန်ပြီးတော့သိရမယ်အပြည့်ကိန်းကိန်းတွေကိုကိန်းအကြောင်းတွေကိုလေ့လာတော့ကအကိန်းအမျိုးမျိုးတွေနာမည်တွေရှိတယ်တဘာဝကိန်းနဲ့နော် natural numbers ဘယ်ကနေစတစ်ကနေစတဘာဝကိန်းကဘယ်မှာဆုံးအဆုံးမရှိဘူးအကြီးဆုံးဆိုတာမရှိဘူးနော်သူ့ထက်သူလူစွမ်းကောင်းနေကြီးပဲသူ့ထက်သူကြီးတာနေကြီးပဲအငယ်ဆုံးဆိုတာကတော့ရှိတယ်အငယ်ဆုံးကတစ်ကစတယ်ဆိုတော့အငယ်ဆုံးတဘာဝကိန်းကတစ်နော်အဲ့တော့ natural number ရှိတယ် whole number အပြည့်ကိန်းနော်အပြည့်ကိန်းဒီနေရာမှာတော့အပြည့်ကိန်းအကြောင်းပဲပြောမယ်အပြည့်ကိန်းများဆိုတာဘယ်ဟာတွေလဲတဘာဝကိန်းနဲ့ပေါ့တစ်ရှိရနေ3ညထည့်လိုက်ရဲ့အဲ့ဒါအားလုံးဒီအပြည့်ကိန်းဖြစ်သွားပြီနော်
အပြည့်ကိန်းဆိုတာတုံညာကစတယ်အကြီးဆုံးအပြည့်ကိန်းဆိုတာမရှိဘူးနော်အဆုံးမရှိနိုင်ဘူးပေါ့ကျန်တဲ့ positive integer ဆို negative integer ဆိုအလား even number odd number တို့ prime number တို့အစသဖြင့် number တွေကအမျိုးမျိုးတွေရှိတယ်နော်နောက်ပိုင်းမှာတစ်ဖြည်းဖြည်းနဲ့အဲ့ဒါတွေလေ့လာသွားမယ်ရောက်သွားမယ်ကဲအပြည့်ကိန်းဒီတုံညာကနေစတယ်ကိန်းပြည့်တွေပဲအပေါင်းကိန်းပြည့်တွေပဲနော်တုံညာကတော့အပေါင်းနဲ့လက္ခဏာနဲ့ရှိကမတတ်ဘူးအနှုတ်လက္ခဏာနဲ့တတ်လို့မရှိဘူးဒါကြောင့်သူဒီအပေါင်းကိန်းပြည့်လည်းမဟုတ်အနှုတ်အပေါင်းလည်းမဟုတ်အနှုတ်တော့မဟုတ်တော့အပေါင်းလည်းမဟုတ်အနှုတ်လည်းမဟုတ်တော့ကိန်းပြည့်ပဲဟောကိန်းပြည့်တော့ကိန်းပြည့်ပဲအပြည့်ကိန်းဆိုတာကိန်းပြည့်တွေဘယ်ကစလဲကိန်းပြည့်တွေလဲတုံညာကနေစတယ်တုံညာပြီးရင်1 2 3 4 5အတစ်နှစ်ပိုင်းပါလာရင်နော်အပြည့်ကိန်းမဟုတ်တော့သူကအပြည့်ကိန်းဆိုတာနှစ်ပိုင်းတစ်ပိုင်းနေပါတယ်နဲ့မရှိဘူးသုံးပိုင်းတစ်ပိုင်းနေလေးပိုင်းတစ်ပိုင်းနေအပိုင်းနေမပါဘူးနော်တုံညာကနေစ1 2 3 4 5ရေတွက်လို့ရတယ်အပြည့်ကိန်းနေပဲနော်တဘာဝကိန်းနဲ့ရောသွားတာပေါ့တဘာဝကိန်းထဲမှာတုံညာရှိရထည့်လိုက်ရင်အဲ့ဒါအကုန်လုံးအပြည့်ကိန်းဖြစ်သွားပြီကဲထားတော့အဲ့တော့ကိန်းရောများ mix number ဆိုတာဘယ်လိုပါလဲတော့အပြည့်ကိန်းလည်းပါရမယ်ပြီးတော့အပိုင်းကိန်းစစ် proper fraction လည်းပါမယ်ဆိုရင်အဲ့ဒါဒီအဲ့ဒီလိုအပိုင်းကိန်းမျိုးကို mix ရောနောနေတော့ကိန်းတွေပါ number လို့ခေါ်တာပဲ mix number ဥပမာအဖြစ်2 3 over 5နှစ်ကအပြည့်ကိန်း3 over 5ကပိုင်းဝေကငယ်တယ်ပိုင်းကြီးကကြီးတယ်ပိုင်းဝေကငယ်တယ်ဆိုမှတော့ပိုင်းကြီးတဲ့ငယ်နေမှတော့အဲ့ဒါအပိုင်းကိန်းစစ်အပြည့်ကိန်းနဲ့အပိုင်းကိန်းစစ်အရောကို mix number ဆိုခေါ်တယ်အပြည့်ကိန်းနဲ့အပိုင်းကိန်းစစ်အရောကိုအပြည့်ကိန်းနဲ့အပိုင်းကိန်းစစ်အရောကိုကိန်းရောများ mix number လို့ခေါ်ပါတယ်ဟောအဲ့ဒါတွေပြီးတော့မှနောက်တစ်ဆင့်ဒီအပိုင်းကိန်းတွေကိုကိန်းတူဖွဲ့တာတို့ဟောလာအောင်မယ်ကိန်းတူနော်ကိန်းတူဖွဲ့တယ်ကိန်းတူဘယ်လိုဖွဲ့မလဲနော်အဲ့ဒါလေးတစ်ဆင့်လာမယ်အဲ့ဒီတော့အခုကပြန်ချုပ်လိုက်မယ်ဆိုရင်အပိုင်းကိန်းမျိုးစားလောလောဆယ်ဒီမှာ၃မျိုးအကြောင်းပြောထားတယ်အပိုင်းကိန်းစစ်အပိုင်းကိန်းရောင်အပိုင်းကိန်းရောအပိုင်းကိန်းစစ်ဆိုတာပိုင်းဝေကပိုင်းခြေတက်ငယ်ပြီးအပိုင်းကိန်းစစ်ဤတန်ဖို့သည်အမြဲတမ်းပြည့်ထက်ငယ်မယ်အပိုင်းကိန်းရောင်ဆိုတာပိုင်းဝေကပိုင်းခြေနဲ့ညီနိုင်တယ်သို့မဟုတ်ပိုင်းဝေကပိုင်းခြေထက်ကြီးနိုင်တယ်တို့အပိုင်းကိန်းရောင်ဤတန်ဖို့သည်တစ်နဲ့ညီနိုင်တယ်သို့မဟုတ်တစ်ထက်ကြီးမယ်နောက်အပိုင်းကိန်းရောများ mix number ဆိုတာဟာအပြည့်ကိန်းနဲ့အပိုင်းကိန်းစစ်ရောနေတဲ့ကိန်းမျိုးဖြစ်တယ်အပြည့်ကိန်းနဲ့အပိုင်းကိန်းစစ်ရောနေတဲ့ကိန်းမျိုးကို mix number ကိန်းရောလို့ခေါ်တယ်အပြည့်ကိန်းအပိုင်းကိန်းစစ်ဟောဒီလိုလေးရောနေတာနော်အဲဆိုရင်အပိုင်းကိန်းရဲ့အခေါ်အဝေါ်လေးအခြေခံလေးပြန်ပြီးတော့ပေါ်လာပါလိမ့်မယ်ပြီးတော့ပိုင်းဝေnumerator ပိုင်းကြီး denominator numerator denominator ဒီလိုအခေါ်အဝေါ်လေးတွေမှတ်ထားရပါမယ်ပြီးရင်အပိုင်းကိန်းနဲ့ပတ်သက်ပြီးတော့ဆက်သွားမယ်ဟောအခြေခံလေးတွေမကုန်သေးဘူးဆက်သွားမယ်ဘာတွေသွားမလဲequivalent fractions ပေါ့နော်အပိုင်းကိန်းတူညီသောအပိုင်းကိန်းတွေအကြောင်း equivalent fractions တွေပါတယ်เนาะဆက်သွားမယ်ပြီးတော့မှအဲ့ဒီအပိုင်းကိန်းတွေကတူညီတဲ့အပိုင်းကိန်းဟောနှစ်ပိုင်းတစ်ပိုင်းကနေပြီးတော့မှနောက်တစ်တူညီတဲ့အပိုင်းကိန်းတွေရအောင်ဘယ်လိုလုပ်မလဲအပေါ်ကိုလည်း2နဲ့မြောက်အောက်ကိုလည်း2နဲ့မြောက်လိုက်မယ်2ပိုင်း4ပိုင်း3နဲ့မြောက်လိုက်မယ်3ပိုင်း6ပိုင်း4နဲ့မြောက်လိုက်မယ်4ပိုင်း8ပိုင်း5နဲ့မြောက်လိုက်မယ်5ပိုင်း10ပိုင်းစသည်အဲ့ဒီလိုတူညီသောအပိုင်းကိန်းများเนาะအကြောင်းတွေကိုဆက်လက်လေ့လာမယ်ပြီးရင်ပိုင်းဝေတူသောအပိုင်းကိန်းများပိုင်းဝေတူပိုင်းခြေမတူပြီးရင်ပိုင်းခြေတူပိုင်းဝေမတူအဲ့ဒီလိုအပိုင်းကိန်းတွေရဲ့ order เนาะအစင်းစင်းဘယ်လိုဘယ်သူကကြီးတယ်လဲဘယ်သူကငယ်တယ်လဲเนาะအဲ့ဒီလို comparing နှိုင်းယှဉ်တဲ့အပိုင်းတွေပါမယ်ရောက်လာမယ်เนาะဒီနေ့တော့ဒီကမ်းမျိုးတဲ့အနေနဲ့ဒီလောက်ပါပဲ